đúng là bác chứ chẳng nên việc này pin rồi em màပြောchứ mà lấy bà đi cả là đi là chứ phụ thì cả vợ nó được yung chỉ mua vợ em được yung chỉ mua đi cả vậy cô ca bảo nó từ mấy yung chỉ cô là yung chỉ mà học rồi đó yung chỉ ao này à mấy yung chỉ mua xì à mấy cô ra đây yung chỉ ao này à mấy tôi qua đây yung chỉ ao này để lùi phía à mấyအဲ့ဒါဆိုရင်တော့အခြေကြီးကတော့အဆင်ပြေမယ်လို့ထင်တယ်ဥပမာပေါ့ဘဲုံ24နာရီဖုန်းခေါ်ထားတာမျိုးเนาะဥပမာဟိုသွားမယ်ဒရမယ်ဆိုလည်းမသွားဘူးစိတ်ချဘူးနေအကောင့်မိုင်းနဲ့သွားမှလားအဲ့လိုမျိုးပေါ့เนาะအဲ့ဒါမျိုးတွေပေါ့ဘဲတွေအနေနဲ့ကလည်းကောင်မလေးကိုစိတ်ချလို့မသွားအောင်ဟိုမသွားနဲ့ဒီမသွားနဲ့တည်းမလားတကယ်ချင်းနေမတိတ်ရအောင်ပါညာအဲ့လိုဆိုတာတည်းမင်းကတော့မီလိုချင်တဲ့ type ဆိုရင်တော့သူလည်းတကယ်ချင်းနေသွားမယ်မလားโอเคသွားကိုသွားဒါပေမဲ့မီဖုန်းခေါ်တဲ့ခါကျရင်ဗီဒီယိုခေါ်တဲ့ခါကျရင်နည်းနည်းပါးတော့ပြပြီနော်ဒါလောက်ပဲမင်းကတော့လိုချင်တာအဲ့လိုပြလိုက်โอเคရုံးကြည့်ရသူမပြန်လာမချင်း24 hour ကိုခေါ်လို့ရနေရမယ်ဖုန်းပါလေဒီလားဖုန်းဆက်ပိတ်ထားတယ်ပါအဲ့လိုမျိုးဆိုတာကိုကတော့အဲ့လိုမျိုးပေါ့လေနော်အမြဲတမ်းခေါ်မှာတော့မဟုတ်ဘူးပေါ့လေနော်ကိုကစိတ်ထဲမှာထင်နေဆိုဥပမာပြီးရင်ဂတိစကားတည်ရမယ်ဒီချိန်သွားမယ်ဒီချိန်ပြန်လာမယ်နော်နောက်ကျရင်လည်းအကျိုးကြောင့်ပြောရမယ်အဲ့လိုမျိုးလေးပေါ့မေးလဲအဲ့လိုပဲမေးပဲတော့ဒီလိုသွားနေရင်နော်တကယ်တည်းဘယ်နေရောက်ပါတယ်ပုံလေးရိုက်ပြီးပို့လိုက်မယ်မပင်မအောင်လေနော်ဒီလောက်ပါတယ်ကိုတကယ်လို့မယုံဆိုတော့ဖုန်းခေါ်လိုက်ဗီဒီယိုခေါ်လိုက်နော်ကို24 hour ခေါ်လို့ရတယ်ဘာမှဖြစ်ဘူးလူဆိုတာဒီလိုပဲလေနော်စိတ်ချကြတာပဲရှိကြတာအဲ့လိုမျိုးလေးဖြစ်စေချင်တာတချို့ကျတော့အဲ့လိုမျိုးမသွားအောင်ဘာတကယ်ချင်းနေမသွားအောင်ကိုဘီယာတော့မတော့အောင်ဘီယာမတော့အောင်ရမ်တော့အောင်စလင်တော့အောင်ဝမ်တော့အောင်ဒီယမ်တော့အောင်မလုပ်ပါဘူးသူတို့မှလည်းသူတို့တောက်ရှင်တောက်မှာကိုလည်းကိုတောက်ရှင်တောက်မယ်လေနော်ဘာမှချုပ်ချယ်စရာမလိုလေသူတို့ကကိုနဲ့တပင်းနဲ့မွေးထားလဲမဟုတ်စိတ်တူအောင်လေတပင်းနဲ့မွေးတဲ့လူကြောင့်တူတာမဟုတ်ဘူးလေအဲ့တော့ချစ်တဲ့လူရှိချစ်တဲ့လူကိုနားလည်းပေးရမယ်သူ့ရဲ့အမှုချင်းလေးတွေလက်ခံပေးရမယ်ဟုတ်တယ်နော် perfect တော့ဘယ်လိုမှဖြစ်နေမှာမဟုတ်အစိုးနဲ့အကောင်းဆိုတွန်တွဲနေအဲ့တော့အကောင်းကြီးပဲလူချင်းလို့လည်းမရဘူးဆိုးဆိုတာပါပဲသိလားအကောင်းကြီးပဲလူချင်းအဲ့ဒီလူကဘယ်တော့မှကြီးစားရမှာမဟုတ်ဘူးသိလားအစိုးအကောင်လက်ခံနိုင်တဲ့လူပဲကြီးစားရတာနော်အဲ့လိုပြောလို့ကျမကြီးစားရလားဆိုတော့ကျမမထားချင်တာဘာဖြစ်လို့လဲကျမယုံကြည်ပေးလို့ရတယ်လို့မျိုးမရှိဘူးကျမသက်စာဖောက်မှလုံးဝမကြိုက်ဘူးကျမလည်းသက်စာမဖောက်ဘူးသက်စာဖောက်တာကိုလည်းမုန်းတယ်အဲ့လိုမျိုးမိမတွေနဲ့ပတ်သက်ပြီးမိမရှုပ်တဲ့လူကိုမုန်းတယ်ပေါ့ဥပမာပေါ့သူနောက်တစ်ယောက်ကိုကြိုက်ချင်တယ်ဆိုရင်မေကိုကတော့နောက်တစ်ယောက်ကိုဒီတစ်ယောက်ကိုကြိုက်ပါပြောပါရတယ်ကျမအဲ့လိုမျိုးရှင်တော့